ပါဇက်ကိုပိတ်ထားလိုက်ပါဒါဆိုရင်လက်လာပါတွေတင့်စီရောက်လာပါလိမ့်မယ်အကြောင်းပြချက်ကရိုးရှင်းပါတယ်စကားတွေအများကြီးပြောခြင်းကစွမ်းရည်တွေကိုကုန်ခန်းစေတယ်တခုခုကိုလိုက်ပြီးရှင်းပြနေတာကလည်းတင့်ရဲ့အာယုံစူးစိုက်မှုတွေကိုလူစုခွဲစေပါတယ်တခြားသူကိုကိုယ့်ဒုက္ခတွေလိုက်မပြောပါနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုလည်းလိုက်မကြွားပါနဲ့တခြားသူတွေရဲ့အကောင်းအဆိုးကိုလည်းကိုယ့်ရဲ့ရာမှာအတင်းမပြောပါနဲ့ကိုယ့်ပါဇက်ကိုလုံအောင်စောင့်စည်းနိုင်တဲ့အခါစိတ်ဟာတည်ငြိမ်လာပါလိမ့်မယ်စိတ်တည်ငြိမ်မှဉာဏ်ပညာပွင့်လင်းလာမယ်ဉာဏ်ပညာရှိမှဒနာဥစ္စာတွေစုမိလာမှာပါတခြားသူရဲ့အတိအမှတ်ပြုမှုကိုမတောင်းခံတော့တဲ့အခါတင့်ကိုယ်တင်ဆွဲဆောင်မှုရှိတဲ့တန်လိုက်ကွင်းပြင်တစ်ခုဖြစ်လာပါလိမ့်မယ်တခုခုနောက်ကိုလိုက်မပြေးပါနဲ့ဆွဲဆောင်မှုရှိအောင်ပဲနေပါအကျိုးမရှိတဲ့စုညံတန်တွေကိုပိတ်ထားလိုက်ပါတင့်ရဲ့အတွင်းစိတ်ကိုခိုင်မာအောင်တိဆောက်ထားနိုင်တဲ့အခါပြင်ပကလီပြင်းမုန်တိုင်းတွေဟာတင့်အတွက်ရှိစပ်ဖို့တွန်းအားတွေဖြစ်လာပါလိမ့်မယ်တင့်ရဲ့စွမ်းအင်ကွင်းပြင်မှန်ကန်သွားပြီဆိုရင်ရတင်ရထိုက်တာတွေအလိုအလျောက်ရောက်လာပါလိမ့်မယ်